Sunny Lemon Ultra 4ကယ်တင်ခဲ့သောယူရို2တန်းတန်အံ့ဖွယ်လူငယ်လေးတစ်ချိန်လုံးက Ultra 4ကွင်းကြီးဆိုတာပြိုင်ဘက်တွေအတွက်6ချားစရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့အဲ့ဒီအကြောက်တရားဟာ United ပရိသတ်တွေစီကိုပဲပြန်ခံစားခဲ့ရပါတယ်အကြောင်းရင်းကတော့ဂိုးပေါက်မှာရက်နေတဲ့ Energy Onana ကြောင့်ပါပဲပြိုင်ဘက်ကကန်တင်လိုက်တဲ့ဘောလုံးတွေလေထဲကနေဝဲလာတိုင်းနောက်တန်းကနေဂိုးသမားစီကိုဘောလုံးပြန်ပေးလိုက်တိုင်းကွင်းလုံးပြပရိသတ်တွေကတော့သူတို့ဂိုးသမားနောက်ထပ်ဘာမှလုပ်ပြအောင်မလဲဆိုတဲ့စိုးရိမ်စိတ်နဲ့နှလုံးရောဂါရမတက်ဖြစ်ခဲ့ကြမှာပါ Onana စောင့်ခဲ့ရတဲ့ဂိုးဟာဘယ်အချိန်ပောက်ကွဲမလဲမသိရတဲ့ချိန်ကိုက်ပုံးတစ်ခုလိုဖြစ်နေကြတာပါအခြေအနေတွေကဘယ်လောက်တောင်ဆိုးရွားခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုပရိသတ်တွေကွန်ပျူတာထဲက PDF ဖိုင်ကိုတောင်စိတ်မလုပ်တတ်တဲ့သူဆိုပြီးတော့လှောင်ပြောင်ခဲ့တဲ့အထီကိုဖြစ်ခဲ့ပါတယ်ဂိုးသမားတယောက်စီကနေစတင်လာတဲ့ဒီထိတ်လန့်မှုတွေဟာနောက်တန်းခံစစ်ကစားသမားစီကိုယောဂသို့တစ်ခုလိုကူးဆက်သွားခဲ့ပါတယ်ဒီလိုအခြေအနေဆိုးကြီးကိုဆုံးသက်နိုင်ဖို့အတွက် United ဘက်ကအပြောင်းလဲတစ်ခုမဖြစ်မနေလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကလူတိုင်းကိုအံ့ဩသွားစေခဲ့တယ် United ဟာ Emiliano Martinez လိုအတွေ့အကြုံရှိပြီးသားနာမည်ကြီးပြီးဈေးကြီးတဲ့ဂိုးသမားကိုခေါ်မဲ့အစားဒေးသက်တာပြီးအလားလာရှိတဲ့လူငယ်ဂိုးသမားကိုလောင်းကျစ်ထပ်ပြီးရွေးချယ်ခဲ့ပါတယ်အပြောင်းရွှေ့နောက်ဆုံးနေ့မှာ Brian OS ကနေယူရို2တန်းလောက်တဲ့နဲ့ရောက်ရှိလာခဲ့တဲ့သူကတော့ Sunny Lemon ပါပဲဒီစွမ်းစားမှုတွေကတကယ့်ကိုတန်ကြေးရှိခဲ့ပါတယ်အကယ်အဲ့တုန်းကသာ Aston Villa က Lemon ကိုခေါ်သွားခဲ့တယ်ဆိုလို့ရှိရင်နောက်2နှစ်လောက်နေ United တို့ကသူ့ကိုပေါင်60လောက်ပေးပြီးပြောင်းဝယ်ရမယ်အနေအထားမျိုးပါဒါပေမဲ့အခုတော့ Lemon ဟာ United ရဲ့ captain ဖြစ်လာခဲ့ပါပြီ Onana ဆိုရင်မယုံနိုင်ကြကောင်းအောင်ကာကွယ်နိုင်ရင်တော့ဘောလုံးကိုပြိုင်ဘက်တိုက်စစ်မှုရှိကိုပဲပြန်ပုတ်ထုတ်မိတတ်ပါတယ်ဒါပေမဲ့ Lemon ကတော့ပထမတစ်ချက်ကာကွယ်ပြီးတာနဲ့ဇက်တိုက်ဆိုလို့အာယုံစိုက်မှုအပြည့်နဲ့နောက်ဆက်တွဲအန်ဒီတွေကရှင်းလင်းနိုင်သွမ်းရှိပါတယ်ဗျမ်းမတာဖြစ်နေတဲ့အချိန်ဒီမှာတော့အာယုံမလွင့်သွားပဲနဲ့တည်ငြိမ်နေနိုင်တာကတာမန်ဂိုးသမားနဲ့အီလိုက်ဂိုးသမားခွဲခြားပေးလိုက်တဲ့အဓိကအချက်ပါပဲ Manchester United ရဲ့တမိုင်းတစ်လျှောက်မှာအကောင်းဆုံး shot stopper ဂိုးကာကွယ်သူတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဂန်နဝင်ဒီဂီယာအကောင်းဆုံးအချိန်တွေတုန်းကတော့ penalty box ထဲကိုအပြည့်အဝမစိုးမိုးနိုင်ခဲ့ပါဘူး Sunny Lemon ကတော့အဲ့လိုမဟုတ်ပါဘူးပြိုင်ဘက်စီကဖြတ်တင်ဘောတွေတင်းလာပြီးဆိုရင်သူကဂိုးမြင်းပေါ်ကနေကြောက်ချပြီးတော့ရက်ဆောင်နေလေမရှိပါဘူးဘောလုံးစီကိုရဲဝံထွက်လာပါတယ်အထူးသဖြင့်အာဆင်နယ်လိုအသင်းမျိုးကဂိုးသမားတွေကိုလူတွေနဲ့ဝိုင်းအောင်ပိတ်ဆို့ပြီးတော့ဖြတ်တင်ဘောတွေမိုးရွာသလိုစက်တိုက်တင်တဲ့အသင်းမျိုးနဲ့တွေ့တဲ့အခါလာမန်းရဲ့အရေးအသွေးကပုံမပေါ်လွင်လာပါတယ်ရှုပ်ထွေးနေတဲ့လူအုပ်ကြီးကြားထဲမှာတိုးထွက်လာပြီးတော့ဘောလုံးကိုလေထဲမှာလည်းအပိုင်ဖမ်းဆုပ်တာပါလိုအပ်လာရင်လက်သီးနဲ့ခက်ဝေးထိုးထုတ်တာတွေကသူ့ရဲ့ penalty area အတွင်းကအကျဉ်းမဲ့အာနာဇက်ကိုပြသနေသလိုပါပဲလာမန်းရောက်လာပြီးရင်နောက်ပိုင်းမှာနောက်ထပ်အောစရာကောင်းတဲ့အပြောင်းလဲကတော့ဘောလုံးပေးပို့မှုအပိုင်းပါပဲ Onana ကိုခေါ်တော့ကကမ္ဘာအကောင်းဆုံးဘောလုံးပေးပို့နိုင်တဲ့ဂိုးသမားအဖြစ်နဲ့လူတိုင်းမျှော်လင့်ခဲ့ကြတာပါအတိုလေးတွေပေးပြီးတော့နောက်တန်းကနေကစားဖို့စီစဉ်ခဲ့ကြရမယ်အဲ့ဒီအားသာချက်ကြီးကညာတွင်ပျောက်ဆုံးသွားခဲ့ပြီးတော့အမားတွေသာတက်တိုက်ဖြစ်ခဲ့ပါတယ်လာမန်းလက်ထက်မှာတော့နီးပြအဖွဲ့ကအနေအကင်းဆုံးလမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်အထူးသဖြင့် top 6အသင်းတွေရဲ့ကစားတဲ့ပွဲကြီးတွေမှာဆိုလို့ရှိရင်လာမန်းကိုလောင်းဘောတွေကိုပဲအဓိကသုံးခိုင်းပါတယ်ကိန်းကနန်းတွေကလိမ်လို့မရပါဘူးလီဗာပူးကို 2-1 နဲ့9နဲ့ပွဲမှာသူ့ရဲ့ပေးပို့မှု46ချိန်မှာ45ချိန်ကလောင်းဘောတွေပါပဲအာဆင်နယ်နဲ့ပွဲမှာ36ချိန်မှာ33ချိန်မန်စီးတီးနဲ့ပွဲမှာ73ချိန်မှာ17ချိန်ရှီတန်းကိုဓာတ်ရိုက်ကန်တင်ခဲ့တာပါ Onana ခစ်ကဂိုးကန်ဘောတွေရဲ့65%လောက်ပဲအဝေးကိုကန်တင်လေးရှိရာကနေပြီးတော့လာမန်းလက်ထက်မှာတော့89%ထိတိုးတက်သွားခဲ့ပါတယ်ဒါတိုက်စစ်စင်မှုတက်မဟုတ်ပါဘူးယုံကြည်မှုပျောက်ဆုံးနေပြီးတော့အမားများနေတဲ့ခန်းစစ်လမ်းကြောင်းကိုအနေအကင်းအောင်အကောင်းဆုံးကာကွယ်ပေးလိုက်တဲ့လက်တွေ့ကျတဲ့နီးပြူတာတစ်ခုဖြစ်ပါတယ်သူလည်းလူသားမို့အမားတော့တစ်ခါလေရှိတတ်ပါတယ် FA Cup မှာ Brad အသင်းနဲ့ကစားတော့ကသူ့ရဲ့အနီးကပေးပို့မှုကပြိုင်ဘက်စီတန်းတန်းမတ်ရောက်သွားခဲ့ပူပါတယ်ဒါပေမဲ့အရေးကြီးတာကအဲ့နောက်ပိုင်းတုံ့ပြန်တဲ့ပုံမှာပဲသူဟာပြည့်ရခတ်မသွားဘဲနဲ့ချက်ချင်းမဲနဲ့အနေအထားကိုပြန်ထိန်းပြီးတော့အဲ့ဒီအမားကနေဂုံးမွင်အောင်လက်ဆန်းပြကာကွယ်နိုင်ခဲ့ပါတယ် Onana ခစ်ကလိုအမားတစ်ခုလုံးမရနဲ့အလိုလိုဂိုးပေးလိုက်ရတဲ့အဖြစ်ဆိုးတွေကလာမန်းစီမှာမရှိတော့ပါဘူးခုဆိုရင် United နောက်တန်းမှာအရင်ကပျောက်ဆုံးနေခဲ့တဲ့တည်ငြိမ်မှုနဲ့အခြေအဆက်တွေပြန်လဲရှင်းသက်လာပါပြီခက်စစ်ကစားသမားရဲ့အနေနဲ့ကိုနောက်ကျောမှာအမားမလုပ်တတ်တဲ့တည်ငြိမ်တဲ့ဂိုးသမားတစ်ယောက်ရှိနေတယ်လို့ယုံကြည်လာတဲ့အခါမှာသူတို့ရဲ့ကစားပုံကလည်းအလိုလိုယုံကြည်မှုရှိလာပါတော့တယ်လာမန်းဟာနောက်တန်းနဲ့ဂိုးသမားကြားကယုံကြည်မှုကိုပြန်လဲတိဆောက်ပေးနိုင်ခဲ့တဲ့သူပါအခုခေတ် Premier League ဘောလုံးကစားဟန်ဆိုတာအရင်ကထက်အများကြီးပုံမှုမြန်ဆန်လာလို့ပို့ပြီးတော့ကြမ်းတမ်းလာပါတယ်အထူးသဖြင့်ထောင်းကန်ဘောတွေနဲ့အဝေးပစ်ဘောတွေရပြီဆိုလို့ရှိရင် goal area တွေမှာကစားသမားတွေတယောက်နဲ့တယောက်ဆွဲတာတွေပိတ်ဆို့တာတွေနဲ့တကယ့်ကိုဗျမ်းပတာနိုင်နေတဲ့နဘန်းပွဲတစ်ခုလိုပါပဲ United ဟာဒီလို PR တွေကိုရင်ဆိုင်ဖို့အတွက်လူကောင်ထွားထွားနဲ့ကြမ်းကြမ်းတန်းတန်းကစားမဲ့သူကိုမရွေးချယ်ပဲနဲ့လူအုပ်ကြီးကြားထဲမှာအေးစစ်စစ်ထိုးထွက်လာပြီးတော့ပြဿနာကိုရှင်းပေးနိုင်မဲ့ဂိုးသမားကိုသာခေါ်ခဲ့ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ဘလောက်တောင်မှန်ကန်လဲဆိုရင် Everton နဲ့ကစားတဲ့ပွဲစဉ်ကတက်တည်ပြခဲ့ပါတယ်ပွဲချိန်နှောင်းမှရောက်လာတဲ့အမျှ Everton ကစားသမားတွေကဂိုးရဖို့အတွက်ဂိုး area တွေကိုရောဘောလုံးတွေရောလူတွေပါအတင်းအားတမှာ PR ပေးဝင်ရောက်လာကြပါတယ်ဒါပေမဲ့လာမန်းကတော့တွေးလွန်းပါတယ်ပြိုင်ဘက်ကစားသမားတွေသူ့ရှိမှာဘလောက်ပဲအနောက်ရှက်ပေးနေပါ
စေလေတဲကိုပြောင်းဝဲတက်သွားပြီးတော့ဘောလုံးကိုအပိုင်ဖန်းဆုပ်တာလိုအပ်ရင်အဝေးကိုလက်တီးနဲ့ထိုးထုတ်တာတွေကိုတစ်စက်မှာအမှားယွင်းမရှိဘဲနဲ့လုပ်ပြခဲ့ပါတယ်အဲ့ဒီပွဲမှာ Everton ဟာ United တောက်ကဘောတွေအများကြီးပိုရခဲ့ပေမဲ့လာမန်ရဲ့လေးပိုင်းနဲ့စိုးမိုးမှုကြောင့်ဘာအန်ဒီယမှမပေးနိုင်ခဲ့ပါဘူးလာမန်ဟာဒီပွဲစဉ်မှာမဖြစ်မနေဂိုးဝင်နိုင်တဲ့အနေအထားတွေကိုအပြည့်အဝကာကွယ်ပေးနိုင်ခဲ့ပါတယ်ဒါကြောင့်မဲ့သူ့ကို Man of the Match ရစေခဲ့တာပါဒီပွဲပြီးမှာအားလုံးကိုစွန့်အားသွားစေခဲ့တဲ့အဖြစ်အပျက်ကတော့ပြိုင်ဘက်အသင်းရဲ့မန်နေဂျာကိုယ်တိုင်က United ဂိုးသမားကိုချီးကျူးခဲ့ရတာပါဒါဟာအတော်လေးကိုဖြစ်ခဲ့တဲ့ကိစ္စပါဒါပေမဲ့ Everton နီးပြ David Moyes ကတော့ပွဲအပြီးအင်တာဗျူးတစ်ခုမှာအခုလိုဝန်ခံသွားခဲ့ပါတယ်သူတို့ဂိုးသမားသာဒီလောက်မကောင်းခဲ့ရင်ကျွန်တော်တို့ဂိုးရမှာပါသူတို့ဂိုးသမားကတကယ်ကိုအမခွန်လက်ဆန်းပြသွားခဲ့တာပါ Michael Keane ရဲ့ကန်ချက်ကိုကာကွယ်သွားတာရဲ့ဒေါင်းကန်ဘောတွေကိုသူရှင်းထုတ်သွားတဲ့ပုံစံတွေကတကယ်ကိုပြည့်စုံလုံးပါတယ်ဒီနေ့ပွဲမှာသူဟာအကောင်းဆုံးကစားသမားပါပဲလို့ထုတ်ဖော်ချီးကျူးခဲ့ရပါတယ်မိုက်ကယ်ကားရဲ့ယာယီနီးပြအဖြစ်တာဝန်ယူခဲ့တဲ့6ပွဲမှာလာမန်ဟာ3ပွဲတီးတီးကလင်းရှိရအောင်ဆက်ဆောက်ပေးနိုင်ခဲ့ပါတယ်လာမန်ရဲ့အကြီးမားဆုံးအားသာချက်ကတော့တာမန်ဂိုးသမားတွေလိုဟန်ရေးပြတာအော်ဟစ်တာမျိုးတွေမလုပ်ဘဲနဲ့ခက်အေးနဲ့တည်ငြိမ်မှုအပြည့်ရှိနေတာပါအဲ့ဒီအချက်ကပဲသူ့ကို United ရဲ့ဂန္ဓဝင်ဂိုးသမားကြီးဘန်ဒါဆာနဲ့ခိုင်းနိုင်နေတာဖြစ်ခဲ့တာပါလို့မိုက်ကယ်ကားကကိုယ်တိုင်သဘောတူခဲ့ပါတယ် Manchester United ရဲ့နေရာဒီအပြောင်းအရွှေ့တွေကအခုဆိုရင်တစ်ခုနဲ့တစ်ခုအချိတ်ဆက်မိမိအလုပ်ဖြစ်နေပါပြီတိုက်စစ်ပိုင်းမှာကိုညာကအကောင်းဆုံးခြေသွမ်းပြနေတယ်လို့ Brian Mbeumo ကလည်းဂိုးတွေသွင်းယူနေပါတယ်အရန်ကုန်ကထလာတဲ့ Sesko ကလည်းလီတစ်ခုလုံးမှာကစားချိန်နဲ့တွင်းကိုအချိုးအကောင်းဆုံးမှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ် United နိုင်ခဲ့တဲ့ပွဲစဉ်တွေကိုတေချာပြန်ကြည့်ရင်အကယ်၍သာသူတို့ဒီမှာအိုနာနာမဟုတ်ပဲဒါမှမဟုတ်လို့ရှိရင်ဘိုင်ယန်ဒါလိုဂိုးသမားမျိုးသာရှိနေခဲ့ရင်အဲ့ဒီနိုင်ပွဲတွေကတရေပွဲတွေအဖြစ်ပြောင်းလဲသွားမှသိကြပါတယ်သူတို့ရဲ့ပြောင်းရွှေ့ခြင်းကိုပြန်ကြည့်ရင် United ရဲ့ကစားသမားခေါ်ယူရေးအဖွဲ့ဟာတကယ်ကိုအမိုက်စားလက်ရတစ်ခုကိုဖန်တီးခဲ့တာပါအခုမှအသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဂိုးသမားတစ်ယောက်ကဒီလောက်ထိတည်ငြိမ်နေပြီဆိုရင်ဂိုးသမားတွေရဲ့သဘာဝအရအသက်အရွယ်ရင့်ကျက်လာတဲ့အမျှသူဘယ်လောက်တောင်ပိုးကောင်းလာအောင်မလဲဆိုတာတွေးကြည့်အောင်နဲ့ရင်ခုန်စရာကောင်းနေပါပြီဒီတိုင်းသာဆက်သွားမယ်ဆိုရင်ဒီကီယာလိုမျိုးလာမဲ့10စုနှစ်တစ်ခုလုံးသာအတွက် United ရဲ့ဂိုးပေါက်ကိုစိတ်ချရပြီလို့ဆိုနိုင်ပါတယ် United ပြည်သက်တွေရောလာမန်ရဲ့ခြေစွမ်းပေါ်ဘယ်လိုမြင်ကြလဲကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးတတ်ကြပါအောင်ခင်ဗျာ